ဘောလုံးဝါသနာရှင်ပြည်သက်များမင်္ဂလာပါ GDM Soccer Center ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတင်ဆက်ပေးမယ့်အကြောင်းအရာကတော့အေဂျန်ပိုကီဒေါ်ကွန်ကလောင်းကြီးတွေကနေမြန်မာကြီးပြန်တွက်နေဖြစ်ပါတယ်တော်တော်များများသိတဲ့အတိုင်းအေဂျန်ပိုကီဒေါ်ကွန်ကဘောလုံးဝဲလောင်းတဲ့ညီကိုတွေတော်တော်လေးအားကိုးအားထားပြုရတဲ့ website တစ်ခုဖြစ်ပါတယ်သူစီမှာ body ကြီးကိုပေါင်းကြီး 1:2 ကြီးတွေကိုအချိန်နဲ့တပြင်းကြီးဖော်ပြပေးထားတယ်ဒါအပြင်ပွဲတစ်ပွဲအတွက်သူတို့စီက expert တွေရွေးချယ်မှုတွေ hardware record တွေထိုးသားရခိုင်နှုန်းတွေစသဖြင့်ပွဲတစ်ပွဲအတွက်အရေးပါတဲ့အချက်လက်တော်များကိုလည်းဒီ site မှာလေ့လာနိုင်ပါတယ်အဲ့ဒီတော့ဘောလုံးဝဲလောင်းကြတဲ့အခါမှာကျွန်တော်တို့မြန်မာပြည်မှာအများစုကတော့ body ကိုပေါင်းနဲ့မောင်းဒီ၃မျိုးပဲအဓိကထားလောင်းကြပါတယ်ဒီ website က body ကြီးကိုပေါင်းကြီးတွေကိုသူ့ကြီးအတက်အကျလိုက်အချိန်နဲ့တပြင်းကြီးဖော်ပြပေးပေမဲ့သူတို့ပြပေးထားတဲ့ပုံစံသည်ဝင်ရိုးအလိုက်ပဲဖြစ်ပါတယ်အဲ့ဒီဝင်ရိုးတွေဆိုလို့ရင်းအိဗယ်ကိုတော့တချို့နားမလည်တဲ့သူတွေနားလည်အောင်ကျွန်တော်ဒီဇာတ်ကွက်လေးနဲ့ရှင်းပြထားပါတယ်အဲ့ဒီမှာကြီးဝင်ရိုးတွေကအပိုင်းကြီးပုံစံဆိုရင်ဘလို့ဓာတ်သမပုံစံဆိုရင်ဘလို့နဲ့မြန်မာကြီးပုံစံကြတော့ဘလို့မျိုးဆိုတာတွေကိုနိုင်ရှင်ပြီးလေ့လာနိုင်ပါတယ်ဒီ agenbogi.com မှာကြီးဝင်ရိုးတွေကိုဖော်ပြတဲ့ပုံစံသည်အဲ့ဒီ၃မျိုးတည်းကအပိုင်းကြီးပုံစံနဲ့ဖြစ်ပါတယ်အခုဒီနမူနာကိုကြည့်ပါဒီပုံမှာ agenbogi.com ကကြီးတွေမဖတ်တတ်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးအခြေခံအကြဆုံးကြီးကြီးနီးကိုရှင်းပြထားပါတယ်ပုံမှာကော်လန်၃ခုပေါင်ဝင်ပြီးတော့ဘယ်ဘက်အဆောင်ဆုံးကကော်လန်သည်စတက်ဆိုင်ရာလိနာမည်နဲ့ကမ်မစ်ပွဲတွေကိုဖော်ပြထားတာဖြစ်ပါတယ်အလဲရကော်လန်ကတော့ agent handicap လို့ရေးထားပြီးအဲ့ဒီနေရာကြီးတွေသည်ကျွန်တော်တို့ကစားကြတဲ့အကျော်ပေးလောင်းနီး body အတွက်ဖြစ်ပါတယ်ညာဘက်အဆောင်ဆုံးကကော်လန်ကတော့ over under လို့ရေးထားပြီးကျွန်တော်တို့သိထားတဲ့ဂိုးပေါ်ဂိုးအောက်ဂိုးပေါင်းကစားနည်းအတွက်ကြီးတွေဖြစ်ပါတယ်အဲ့ဒီတော့ body ဘက်မှာဖော်ပြထားတဲ့ဂျင်းဝင်ရိုးတွေကိုကြည့်ပြီးဘယ်ဟာကအပေါ်ကြီးဘယ်ဟာကအောက်ကြီးဆိုတာကိုရင်ရှင်းပြပါမယ်ပုံမှာထိတ်ဆုံးကဝိုင်းပြထားတဲ့ action နဲ့ andora ပွဲမှာ 0:1/2 လို့ပြထားတဲ့အတွက်0ဘယ်ဘက်မှာရှိလားညာဘက်မှာရှိလားဆိုတာကိုအရင်ကြည့်ရပါတယ်0ကဘယ်ဘက်မှာရှိနေရင်အင်ဝင်းပေါ်ကြီးဖြစ်ပြီးတော့0ကညာဘက်မှာရှိနေရင်အဝင်းဝင်းပေါ်ကြီးဖြစ်ပါတယ်ဒီပွဲမှာ0ကဘယ်ဘက်မှာရှိနေတာဖြစ်တဲ့အတွက် ancient alshe ကအပေါ်ကြီးပေါက်နေတာဖြစ်ပါတယ်ဘယ်လောက်ပေါက်လဲဆိုတော့နောက်က 1/2 ဖြစ်တဲ့အတွက် 1/2 ဆိုတာဒီ 0.5 0.5 ဆိုတာဒီ level ရှုံးတီရှုံးလို့ပြောတာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲမှာ alshe က andora ကို level ရှုံးပေးထားပါတယ်နောက်အောက်ဆုံးမှာဝိုင်းပြထားတဲ့နေရာကိုတစ်ချက်ကြည့်ပါဒီ aldan နဲ့ alshe ပွဲမှာပေါက်ကြီးက 1.4:0 လို့ပြထားတဲ့အတွက်ဒီတစ်ခါ0ဒီညာဘက်မှာရှိနေတာမို့လို့ဝင်းဝင်းသမား alshe အပေါ်ကြီးဖြစ်ပါတယ်ဘယ်လောက်ပေါက်လဲဆိုတော့ 1.4 ဆိုတာဒီ 0.25 0.25 ဆိုတာဒီ level 50ရှုံးတနည်းအားဖြင့်သေရတဝက်ရှုံးဖြစ်ပါတယ်ဒါကြောင့်ဒီပွဲမှာဝင်းဝင်းသမား alshe က level ပြ50ရှုံးပေးထားတယ်လို့ပြောတာပါအပေါ်ကြီးအောက်ကြီးကြည်နီးပြီးသွားတဲ့အချိန်မှာနောက်တစ်မျိုးကတော့ dead ပေါက်တဲ့ကြီးပါဒီကြီးကိုတော့ဝိုင်းပြထားတဲ့၃ခုထဲကအလဲကနေရာမှာကြည့်နိုင်ပါတယ်အဲ့ဒီ Mirandas နဲ့တင်နေတဲ့ပွဲမှာ 0:0 လို့ပြထားတာဖြစ်တဲ့အတွက်ဘယ်ဘက်ကမှအကျုံးပေးပါဘူးပေါက်ကြီးဝင်ရိုး dead ဖြစ်ပါတယ်ဒါဆိုရင်အခြေခံကြဆုံးဖြစ်တဲ့အပေါ်ကြီးအောက်ကြီး dead ကြီးတွေကိုဘယ်လိုကြည့်ရမလဲဆိုတာနားလေသဘောပေါက်နိုင်မယ်လို့မျှော်လင့်ပါတယ်ညာဘက်အဆောင်ဆုံးကဂိုးပေါင်းကွန်လန်မှာတော့သိပြီးအထွေထူးပြောစရာမရှိပါဘူးစတက်ဆိုင်ရာပွဲလိုက်ဂိုးပေါင်းဝင်ရိုးတွေကိုဖော်ပြထားပြီးတော့ 2.1.4 ဆိုတာဒီ 2.25 2.25 ဆိုတာဒီနှလုံး50ရှုံးဖြစ်ပါတယ်2အောက်မှာ 2.3.4 2.3.4 ဆိုတာဒီ 2.75 2.75 ဆိုတာဒီ3လုံး50နိုင်ဖြစ်ပါတယ်အောက်မှာလည်းထုံနည်း၎င်းပါပဲကျင်းဝင်ရိုးကနန်းတွေကိုအလွတ်ရရင်ဘိုးပေါင်းကြီးသိပြီဖြစ်တဲ့အတွက်ဒီဘိုင်းကိုတော့အထွေထူးသိမပြောတော့ပါဘူးဒီဗီဒီယိုရဲ့အဓိကလိုရင်းပိုင်းကိုဆက်သွားပါမယ်ဒီဗီဒီယိုမှာပြောချင်တဲ့အဓိကအကြောင်းအရာပိုင်းဒီကြေးတွေပေါ်ကနေမြန်မာကြေးဘယ်လိုပြန်တွက်မလဲဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်မြန်မာကြေးတွေကဒီ agenbogi website မှာဖော်ပြထားတဲ့ကြေးဝင်ရိုးတွေပေါ်မူတည်ပြီးအတိုးအလျှော့ကွာခြားသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစားကျင်တဲ့ပွဲရဲ့မြန်မာကြေးကိုသိချင်ဒီ website မှာပြထားတဲ့ကိန်းဂဏန်းတွေကပဲပြန်တွက်လို့ရပါတယ်ဘယ်လိုတွက်ရမလဲဆိုတာကိုတစ်ခုချင်းစီကျွန်တော်အသေးစိတ်ရှင်းပြပေးသွားပါမယ်ရှင်းပြတဲ့အချိန်မှာပွဲတစ်ပွဲအတွက် body ကြေးရောကိုပေါင်းကြေးရောတစ်ခါလေးပါပါမယ်ပထမဆုံးအနေနဲ့ဒီပုံကိုကြည့်ပါအပေါ်ဆုံးမှာအနီအောင်နဲ့ဘောင်ခတ်ပြထားတဲ့ alshe andora ပွဲမှာဖွင့်ထားတဲ့လောင်းကြီးရ body ကို alshe က level ရှုံးဝင်ရုံဖွင့်ထားပြီးတော့ဘိုးပေါင်းဝင်ရုံနှလုံး50ရှုံးဖြစ်ပါတယ်အဲ့ဒီတော့ body ကြီးအရင်တွက်ကြည့်အောင်ပါ body ကြီးတွက်ဖို့အတွက်ဖွင့်ထားတဲ့ကြီးဝင်ရုံရဲ့တစ်ဖက်တစ်ချက်မှာရှိတဲ့ရွာမေးစကဏန်းတွေကိုအရင်ကြည့်ပါပုံမှာအဝါရောင်နဲ့ဝိုင်းပြထားပြီးတော့ဟုံးလို့ရေးထားတဲ့အောက်ကကဏန်းနဲ့အဝေးလို့ရေးထားတဲ့အောက်ကကဏန်းတွေကိုပြောတာပါအဲ့ဒီကဏန်းတွေဒီပုံမှာအပြင်ကျွန်တော်တို့မြန်မာကြီးနဲ့မကစားပဲအခုပုံမှာပြထားသလိုကြီးဝင်ရုံနဲ့ကစားမယ်ဆိုရင်တက်ဆိုင်ရာထိုးကြီးအလိုက်ဂျော်မေးစားတွေဖြစ်ပါတယ်ခုံအောက်က 1.97 ပိုင်းဆိုတာဒီပွဲမှာ alshe လောင်းလိုက်လို့နိုင်ခဲ့ရင်ပြန်ရော်မေးစားဖြစ်ပြီးတော့အဝေးအောက်က 1.925 ဆိုတာဒီပွဲမှာ andora လောင်းလိုက်လို့နိုင်ခဲ့ရင်ပြန်ရော်မေးစားဖြစ်ပါတယ်ကျွန်တော်တို့မြန်မာကြီးတွက်တဲ့အခါမှာဒီဂျော်မေးစားနှစ်ခုရဲ့ခြားနားခြင်းကိုအရင်ရှာရပါတယ်အဲ့ဒီတော့ 1.975 နဲ့ 1.925 ခြားနားခြင်းပမာဏဘယ်လောက်ရှိလဲဆိုတော့နှုတ်လိုက်ရင် 0.05 ရပါတယ်ဒါသည်10မပြည့်ဘူးပြားနဲ့ပြောရင်5ပြားဖြစ်ပါတယ်ပြောရရင်ဟုံးအောက်ကရော်မေးစား 1.975 နဲ့အဝေးအောက်ကရော်မေးစား 1.925 ကို
နှိုင်းရှင်ကြည့်တဲ့အခါမှာအဝေးကွင်းဘက်ကနည်းနေတာဖြစ်တဲ့အတွက်အဝေးကွင်းသမားကိုလောင်းလို့နိုင်ခဲ့ရင်ပြန်ကျော်တဲ့အချိန်မှာ9ပြားရွက်မယ်လို့ပြောတာပါအဲ့ဒီတော့အင်ကွင်း LC ကလည်းပဲရှုံးပေးတဲ့ပွဲမှာအဝေးကွင်းအန်ဒိုရာကိုလောင်းလို့နိုင်ခဲ့ရင်အရောပြန်ရတဲ့အချိန်မှာ9ပြားနစ်နာမှာဖြစ်တဲ့အတွက်မြန်မာကြီးဆိုရင် LC က level ကို100အပြည့်မရှုံးတော့ဘဲနဲ့ level 95ပြားပဲရှုံးမယ်လို့ပြောတာဖြစ်ပါတယ်ဒါသည်အဝေးကွင်းသမားအန်ဒိုရာနိုင်လို့အရောရရင်9ပြားနစ်နာမှာနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်ဒီပွဲရဲ့မြန်မာကြီးအတိအကျဆိုရင် LC က level 95ပြားရှုံးပေးတာဖြစ်ပါတယ်အပြင်မှာတော့ဒါမျိုးကို level 90ရှုံးနဲ့ဖွင့်လို့ရှိပါတယ်နောက်ဂိုးပေါင်းကြီးအတွက်တာကိုတစ်ချက်ကြည့်အောင်ပါဂိုးပေါင်းကြီးအတွက်တဲ့နေရာမှာလဲ over under အောက်ကကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်မှာရှိတယ် over အောက်ကရွာမေးစကဏ္ဍနဲ့ under အောက်ကရွာမေးစကဏ္ဍတစ်ခုကိုခြားနာချင်းလုပ်ရပါတယ်ခြားနာချင်းလုပ်လိုက်ရင် 0.025 ရပြီးတော့ပြားနှန်းဆိုရင်နှစ်ပြားခွဲဖြစ်ပါတယ်အဲ့ဒီတော့ရွာမေးစနှစ်ခုကိုနှိုင်းရှင် over ဘက်ကနှစ်ပြားခွဲနစ်နာမယ်လို့ပြောတာပါအဲ့ဒီတော့မြန်မာကြီးအတွက်တဲ့အခါမှာလက်ရှိဖွင့်ထားတဲ့နှလုံးပြား90ရှုံးမှာဂိုးပေါ်ဘက်ကနှစ်ပြားခွဲနစ်နာမှာဖြစ်တဲ့အတွက်အဲ့ဒီနစ်နာမဲ့ပမာဏကိုကြီးဝင်ရိုးမှာထပ်ပေါင်းပေးရပါမယ်ဒါဆိုရင်နှလုံးပြား90ရှုံးကြီးမှာနှစ်ပြားခွဲထပ်ရှုံးမှာဖြစ်တဲ့အတွက်မြန်မာကြီးနဲ့အတိအကျပြောရင်နှလုံးကို52ပြားခွဲရှုံးဖြစ်ပါတယ်ဒါမှအပြင်တိုင်းတွေမှာတော့ဒီလောက်နည်းနည်းပဲကွာတာကိုထပ်ပေါင်းမနေတော့ဘဲနဲ့နှလုံးပြား90ရှုံးပဲဖွင့်ကြပါတယ်ကဲဒါဆိုရင် body ဂိုးပေါင်းဝင်ရိုးတွေကနေမြန်မာကြီးဘယ်လိုတွက်ရမလဲဆိုတာအကြမ်းပြင်းနားလေသဘောပေါက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရှေ့ပုံမှာအသေးစိတ်ရှင်းပြခဲ့ပြီးဖြစ်တဲ့အတွက်နောက်လာမယ့်ပုံတွေမှာတော့အခုလောက်အသေးစိတ်မဟုတ်တော့ဘဲနဲ့လူရင်း point လောက်ပဲအဓိကပြောတော့မှာဖြစ်ပါတယ်ဒီဘောင်ခတ်ပြထားတဲ့ Levante Racing Deferral ပွဲမှာ body ဝင်ရိုး Levante ကလည်းပဲရှုံးဖွင့်ထားပြီးတော့ဂိုးပေါင်းဝင်ရိုးနှလုံးတစ်ဝက်ရှုံးဖြစ်ပါတယ်အဲ့ဒီတော့ body ကိုမြန်မာကြီးတွက်မယ်ဆိုရင် 1.87 final 2ကိုခြားနာချင်းလို့တော့ 0.125 12ပြားခွဲရပါတယ်ရတဲ့12ပြားခွဲသည်အပေါ်ချင်းအင်ဝင်ဘက်ကနေလာမှာဖြစ်တဲ့အတွက်ဖွင့်ထားတဲ့ဝင်ရိုး level ရှုံးတနည်းအားဖြင့်တလုံး100နိုင်ကြီးမှာ12ပြားခွဲနေလာမယ်လို့ပြောတာပါဒါဆိုရင်တလုံး100အပြည့်မနိုင်တော့ဘဲနဲ့88ပြားခွဲပဲနိုင်တော့မှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးဆိုရင်တလုံး90နိုင်ဖြစ်ပါလိမ့်မယ်နောက်ဂိုးပေါင်းဘက်မှာဆိုရင် 1.97 final 1.9ကိုခြားနာချင်းလို့တော့ 0.075 9ပြားခွဲရပါတယ်အဲ့ဒီ9ပြားခွဲသည်အန်ဒါဂိုးအောက်ဘက်ကနေလာမှာဖြစ်တဲ့အတွက်ဖွင့်ထားတဲ့ဂိုးပေါင်းဝင်ရိုးနှလုံးပြား90ရှုံးမှာပြား90လို့မရှုံးတော့ဘဲနဲ့42ပြားခွဲပဲရှုံးမယ်လို့ပြောတာပါဒါကြောင့်မြန်မာကြီးဆိုရင်နှလုံးပြား40ရှုံးဖြစ်ပါလိမ့်မယ်နောက်ထပ်တစ်ပုံဖြစ်တဲ့ဒီဘောင်ခတ်ပြထားတဲ့ Iber Wesker ပွဲမှာ Iber ကတလုံးသေးပေးထားပြီးတော့ဂိုးပေါင်းဝင်ရိုးနှလုံးသေးဖြစ်ပါတယ်ဒါကြောင့် body ကိုမြန်မာကြီးအရင်တွက်မယ်ဆိုရင် 2.075 နဲ့ 1.8 ကိုခြားနာချင်းလို့တော့ 0.275 28ပြားခွဲရပါတယ်ရလာတဲ့28ပြားခွဲသည်အောက်ကျေးသမားအဝေးကွင်း Wesker ဘက်ကနေနာတာဖြစ်တဲ့အတွက်လက်ရှိဖွင့်ထားတဲ့တလုံးသေးကြီးတနည်းအားဖြင့်တလုံးဆိုရင်တပြားမှမနိုင်တဲ့ကြီးမှာသူနဲ့ဆန့်ကျင်ဘက်အပေါ်ကျေးသမား Iber သည်တလုံးဆိုရင်28ပြားခွဲနိုင်တော့မှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးတလုံး30နိုင်ဖြစ်ပါလိမ့်မယ်နောက်ဂိုးပေါင်းကြီးတွက်ဖို့ကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 1.8 နဲ့ 2.05 ကိုခြားနာချင်းလို့တော့ 0.25 25ပြားရပါတယ်အဲ့ဒီရလာတဲ့25ပြားသည် over ဂိုးပေါ်ဘက်ကနေနာမှာဖြစ်တဲ့အတွက်လက်ရှိကြီးနှလုံးသေးတနည်းအားဖြင့်နှလုံးဆိုရင်တပြားမှမရှုံးပဲပြန်ခွာရမယ့်အနေအထားမှာသူသည်25ပြားရှုံးတော့မှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးနှလုံး20ရှုံးဒါမှမဟုတ်နှလုံး30ရှုံးဖွင့်ပါလိမ့်မယ်နောက်ထပ်တစ်ပုံဖြစ်တဲ့ဒီပုံမှာဘောင်ခတ်ပြထားတဲ့ Dallas Colorado Rapids ပွဲမှာ body ဝင်ရိုး Dallas ကတလုံးစီပေးထားပြီးတော့ဂိုးပေါင်းဝင်ရိုး3လုံးတစ်ဝက်နိုင်ဖြစ်ပါတယ်ဒါကြောင့် body ကိုမြန်မာကြီးတွက်မယ်ဆိုရင်ကြီးဝင်ရိုးတလုံးစီရဲ့တစ်ဖက်တစ်ချက်က 1.8 နဲ့ 2.1 ကိုခြားနာချင်းလို့တော့ 0.3 ပြား30ရပါတယ်အဲ့ဒီရလာတဲ့ပြား30သည်အင်ဝင်းသမားအပေါ်ကြီး Dallas ဘက်ကနေနာတာဖြစ်တဲ့အတွက်လက်ရှိပေးထားတဲ့တလုံးစီကြီးတနည်းအားဖြင့်တလုံးဆိုရင်တပြားမှမရှုံးပဲပြန်ခွာကြီးမှာသူသည်ပြား30ရှုံးတော့မှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးဆိုရင်တလုံး30ရှုံးဖြစ်ပါလိမ့်မယ်နောက်ဂိုးပေါင်းကြီးကိုကြည့်မယ်ဆိုရင်ဂိုးပေါင်းဘက်မှာရောမေးစားနှစ်ခုကိုခြားနာချင်းလို့တော့ကနန်းတူနေတာမို့လို့0ပဲရပါတယ်ဒါကြောင့်ဘာကွာချက်မှမရှိလို့မြန်မာကြီးမှာလည်းလက်ရှိဖွင့်ထားတဲ့ဝင်ရိုးအတိုင်းပဲ3လုံးပြား90နိုင်ဖြစ်ပါတယ်နောက်ဒီမှာဘောင်ခတ်ပြထားတဲ့ကာတာဂျီနာနဲ့ဆန်တနာတို့ရဲ့ပွဲမှာ body ဝင်ရိုးကာတာဂျီနာကလည်းပဲ90ရှုံးဖွင့်ထားပြီးတော့ဂိုးပေါင်းဝင်ရိုးနှလုံး90ရှုံးဖြစ်ပါတယ်ဒါကြောင့် body ကိုမြန်မာကြီးပြန်တွက်မယ်ဆိုရင်ဖွင့်ထားတဲ့ကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 1.97 final 1.9 ကိုခြားနာချင်းလို့တော့ 0.075 9ပြားခွဲရပါတယ်အဲ့ဒီ9ပြားခွဲသည်အောက်ကျေးသမားဝေးကွင်းဆန်တနာဘက်ကနေနာမှာဖြစ်တဲ့အတွက်လက်ရှိဖွင့်ထားတဲ့ level ပြား90ရှုံးမှာအပေါ်ကျေးသမားကာတာဂျီနာသည်ပြား90မရှုံးတော့ဘဲနဲ့42ပြားခွဲပဲရှုံးတော့မှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးဆိုရင်အင်ရှင်ကာတာဂျီနာဘက်က level 40ရှုံးပေးတာဖြစ်ပါလိမ့်မယ်ဘိုးပေါင်းကြီးတွက်မယ်ဆိုရင်လည်းကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 2.025 နဲ့ 1.85 ကိုခြားနာချင်းလို့တော့ 0.175 18ပြားခွဲရပါတယ်အဲ့ဒီ18ပြားခွဲသည်ဂိုးအောက်ဘက်ကနေနာမှာဖြစ်တဲ့အတွက်
လက်ရှိဖွင့်ထားတဲ့နှလုံးပြား90ရှုံးမှာသူနဲ့ဆက်ညင်ဘက်ကိုပေါ်သမားသည်ပြား90မရှုံးတော့ဘဲနဲ့32ပြားခွဲပဲရှုံးတော့မယ်လို့ပြောတာပါဒါကြောင့်မြန်မာကြီးဆိုရင်ကိုပေါင်းနှလုံး30ရှုံးဖြစ်ပါလိမ့်မယ်နောက်ဘောင်ခတ်ပြထားတဲ့ဒီပုံမှာလည်း Sporting Gion နဲ့ Zaragoza တို့ရဲ့ပွဲမှာ body ဝင်ရိုး Gion က level 50ရှုံးဖွင့်ထားပြီးတော့ကိုပေါင်းဝင်ရိုးနှလုံးသေးဖြစ်ပါတယ်ဒါကြောင့် body ကိုမြန်မာကြီးတွက်ကြည့်မယ်ဆိုရင်ကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 1.825 နဲ့ 2.05 ကိုခြားနာချင်းလို့တော့ 0.225 22ပြားခွဲရပါတယ်ရလာတဲ့အဲ့ဒီ22ပြားခွဲသည်အပေါ်ကြီးသမားအင်ကွင်း Gion ဘက်ကနေတာမှာဖြစ်တဲ့အတွက်လက်ရှိဖွင့်ထားတဲ့ level 50ရှုံးမှာ22ပြားခွဲထပ်တိုးပြီး level 82ပြားခွဲရှုံးမှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးဆိုရင် Gion ဘက်က level 80ရှုံးပေးတာဖြစ်ပါလိမ့်မယ်နောက်ကိုပေါင်းကြီးမှာလည်းကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 1.959 1.9 ကိုခြားနာချင်းလို့တော့ 0.05 5ပြားရပါတယ်အဲ့ဒီရလာတဲ့5ပြားသည်ကိုအောက်ဘက်ကနေတာမှာဖြစ်တဲ့အတွက်လက်ရှိဖွင့်ထားတဲ့နှလုံးသေးကြီးမှာသူနဲ့ဆက်ညင်ဘက်ပေါ်ကြီးသမားသည်နှလုံးကို5ပြားနိုင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးအတိအကျဆိုရင်နှလုံး5ပြားနိုင်ပေမဲ့အပြင်မှာတော့ဒီလောက်ကလေးပဲကွာတာဆိုရင်နှလုံးသေးရဲ့အတိပဲဖွင့်ကြတာများပါတယ်နောက်ဒဲပေါက်တဲ့ပွဲတွေကိုလေ့လာကြည့်အောင်ပါဒီဘောင်ခတ်ပြထားတဲ့ Mirandes နဲ့ Tenerife ပွဲသည်ပုံမှန်မရတဲ့အတိုင်းပဲဒဲပေါက်ပါတယ်ဒါပေမဲ့ဝင်ရိုးဒဲပေါက်တဲ့ပွဲမှာမြန်မာကြီးဘယ်လောက်ရှိမလဲသိရင်ကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 2.125 နဲ့ 1.75 ကိုခြားနာချင်းလို့တော့ 0.375 38ပြားခွဲရပါတယ်အဲ့ဒီရလာတဲ့38ပြားခွဲသည်အဝင်းဝင်းသမား Tenerife ဘက်ကရော့တာဖြစ်တဲ့အတွက်မြန်မာကြီးအနေနဲ့ပြောမယ်ဆိုရင် body ကြီးတဲ့အခြေအနေမှာတရေကြရင်ကိုအင်ဝင်းသမား Mirandes က38ပြားခွဲအမြတ်ရမှာဖြစ်ပြီးတော့ Tenerife ကတော့တရေကြရင်ပြန်ခွာရုံပဲရှိပါမယ်တပြားမှအမြတ်ရမှာမဟုတ်ပါဘူးနောက်ကိုပေါင်းကြီးဘက်မှာဆိုရင်ကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 1.925 နဲ့ 1.95 ကိုခြားနာချင်းလို့တော့ 0.025 နှစ်ပြားခွဲရပါတယ်ရလာတဲ့အဲ့ဒီနှစ်ပြားခွဲသည်ဂိုးပေါ်ဘက်ကရော့ပြီးနဲ့နာတာဖြစ်တဲ့အတွက်လက်ရှိဖွင့်ထားတဲ့နှလုံးသေးမှာဂိုးပေါ်သမားသည်နှစ်ပြားခွဲနဲ့နာပြီးမြန်မာကြီးအနေနဲ့နှလုံးတစ်ပြားခွဲကျုံဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလောက်သေးသေးလေးกว่าတာကိုတော့အပြင်မှာနှလုံးသေးပဲဖွင့်ကြတာများပါတယ်နောက်ထပ်ဒက်ပေါက်တဲ့ပွဲအနေနဲ့အင်တာမိုင်ယာမီနဲ့ချားလော့တို့ရဲ့ပွဲမှာမြန်မာကြီးတွက်ဖို့အတွက်ကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 1.875 နဲ့ 2.025 ကိုခြားနာချင်းလို့တော့ 0.15 15ပြားရပါတယ်ရလာတဲ့အဲ့ဒီ15ပြားသည်အင်ကွင်းသမားအင်တာမိုင်ယာမီဘက်မှာရော့ပြီးနေတာဖြစ်တဲ့အတွက်မြန်မာကြီးအနေနဲ့ပြောမယ်ဆိုရင်ဒက်အခြေအနေမှာဒီပွဲကတည်နေပြီးမယ်ဆိုရင်တော့အင်တာမိုင်ယာမီအနေနဲ့ပြန်ခွာပြီးတပြားမှမြတ်မှာမဟုတ်ပေမဲ့ဝင်းဝင်းသမားရှားလို့ကတော့တည်ကြရင်ကို15ပြားမြတ်မှာဖြစ်ပါတယ်နောက်ဂိုးပေါင်းကြီးမှာလည်းကြီးဝင်ရိုးရဲ့တစ်ဖက်တစ်ချက်က 1.875 နဲ့ 2 ကိုခြားနာချင်းလို့တော့ 0.125 12ပြားခွဲရပါတယ်အဲ့ဒီ12ပြားခွဲသည်ဂိုးပေါ်ဘက်ကရော့ပြီးနေတာဖြစ်တဲ့အတွက်လက်ရှိဖွင့်ထားတဲ့ဂိုးပေါင်းကြီး3လုံးစီမှာဂိုးပေါ်သမားသည်12ပြားခွဲထက်ရှုံးတော့မှာဖြစ်ပါတယ်ဒါကြောင့်မြန်မာကြီးအတိအကျဆိုရင်ဂိုးပေါင်း3လုံး12ပြားခွဲရှုံးဖြစ်ပါလိမ့်မယ်အပြင်မှာတော့ဒါမျိုးဆိုရင်3လုံး10ရှုံးနဲ့ဖွင့်လေရှိပါတယ်ဒါလို့ဆိုရင်အေဂျန်ပိုကီတော်ကောင်ကနေမြန်မာကြီး body ဂိုးပေါင်းဘယ်လောက်ပေါက်တယ်လဲဆိုတာကိုတွက်တက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါကြောင့်အနှစ်ချုပ်ပြန်ပြောရရင်အနှုတ်နဲ့ပေါက်တဲ့ပွဲတွေဥပမာ level 50ရှုံး level အပြည့်ရှုံးတစ်လုံး50ရှုံးတစ်လုံးအပြည့်ရှုံးစသဖြင့်အဲ့လိုပွဲတွေမှာရော်မဲစသည်အပေါ်ကြီးဘက်ကရော့ရဆိုရင်ရော့ရဲ့ပမာဏကိုလက်ရှိပေးထားတဲ့ကြီးဝင်ရိုးမှာထက်ပေါင်ပြီးထပ်တိုးပါအခုမြင်ရတဲ့ပုံမှာနမူနာလေးနဲ့အသေးသေးရှင်းပြထားပါတယ်နောက်တစ်ခါအနှုတ်နဲ့ပေါက်တဲ့ပွဲမှာရော်မဲစသည်အောက်ကြီးဘက်ကရော့ရဆိုရင်ရော့ရဲ့ပမာဏကိုလက်ရှိပေးထားတဲ့ကြီးဝင်ရိုးကနေထက်နှုတ်ပါဒါလည်းပုံမှာနမူနာလေးနဲ့အသေးသေးကြည့်ရှုနိုင်ပါတယ်အပေါင်းနဲ့ပေါက်တဲ့ပွဲတွေဥပမာတစ်လုံး59နှလုံး59 3လုံး59စသဖြင့်အဲ့လိုပွဲတွေမှာရော်မဲစသည်အပေါ်ကြီးဘက်ကရော့ရင်ရော့တဲ့ပမာဏကိုလက်ရှိပေးထားတဲ့ဝင်ရိုးကနေထက်နှုတ်ပါပိုပြီးနားလည်အောင်ပုံအောက်မှာနမူနာလေးလည်းပြထားပါတယ်အပေါင်းနဲ့ပေါက်တဲ့ပွဲမှာရော်မဲစသည်အောက်ကြီးဘက်ကရော့ရင်ရော့တဲ့ပမာဏကိုလက်ရှိပေးထားတဲ့ဝင်ရိုးမှာထက်ပေါင်းပါဒါနဲ့ပတ်သက်ပြီးနမူနာကတော့ပုံအောက်မှာရှင်းပြထားပါတယ်တရေနဲ့ပေါက်တဲ့ပွဲတွေဥပမာတစ်လုံးတရေနှလုံးတရေသုံးလုံးတရေစသဖြင့်အဲ့လိုပွဲတွေမှာရော်မဲစသည်အပေါ်ကြီးဘက်ကရော့ရဆိုရင်အဲ့ဒီရော့ရဲ့ပမာဏကိုလက်ရှိပေးထားတဲ့ဝင်ရိုးကနေထက်နှုတ်ပါမုံအောက်မှာနမူနာတွက်ပြထားပါတယ်နောက်တစ်ခါတရေနဲ့ပေါက်တဲ့ပွဲမှာရော်မဲစသည်အောက်ကြီးဘက်ကရော့ရဆိုရင်အဲ့ဒီရော့ရဲ့ပမာဏကိုလက်ရှိပေးထားတဲ့ဝင်ရိုးမှာထက်ပေါင်းပါဒါလည်းအောက်မှာနမူနာလေးတစ်ခုရှင်းပြထားပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ဒီဗီဒီယိုမှာတင်ဆက်ခဲ့တဲ့အေဂျန်ပိုကီတော်ကောင်ကနေမြန်မာကြီးတွက်နေနဲ့ပတ်သက်ပြီးတော်တော်လေးနားလေသဘောပေါက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကလူကြီးမင်းတဲ့တစုံတစ်ခုအကျိုးရှိရဆိုရင် like လေးနှိပ်ခဲ့ပေးပါကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးရင်လည်း subscribe လုပ်ထားပြီးကိုပြောချင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေအခုကတော့ဒီလောက်ပါပဲဝင်ရောက်ကြည့်ရှုပေးတဲ့တူတယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်